Hello မင်္ဂလာပါ Sport and More Channel ကနေကြိုဆိုပါရစေဒီနေ့ညမှာရှင်ပြန်ကစားခဲ့တဲ့ ASEAN All-Star အသင်းနဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်ဟာမြန်မာအသင်းရဲ့ကစားသမားဖြစ်တဲ့မမောင်လူရဲ့တလုံးတီတော့ကိုနဲ့ ASEAN All-Star အသင်းက Manchester United အသင်းကိုတကူကုန်းစစ်စတဲ့ရနဲ့အနိုင်ရရှိခဲ့ပါတယ်မယူအသင်းနဲ့ ASEAN All-Star အသင်းတို့ရဲ့ခြေစမ်းပွဲမှာတော့မယူကစားသမားမမောင်လူဟာคุณ17မိနစ်မှာမယူအတင်းအတွက်ကိုတွင်းယူနိုင်ခဲ့ပါတယ်မမုံလူရဲ့ကစားသမားဘွားအတွက်အရန်ကိုကောင်းတဲ့အမတ်တရဖြစ်မှာကတော့အတီချပါပဲကိုမြင်မိပါတယ်မယူအတင်းဟာအရန်နဲ့မဟုတ်ပဲကိုအကုန်ထုတ်ပြီးကစားတာတော့မအာဆီယံအော့စတာအတင်းကိုမြန်မာကစားသမားမမုံလူရဲ့တကုန်းတီတော့တွင်းကိုနဲ့မယူအတင်းဟာရှုံးပွဲထပ်ကြုံခဲ့ရပါပြီကျွန်တော်တက်ဆက်ပဒါအခစားဒီမြကို channel တက်ကမစင်ကျွန်တော် channel ကို like နဲ့ subscribe နဲ့အားပေးတော့ပါအောင်လို့ကျွန်တော်မတိုက်ခန့်ချင်ပါတယ်အမားများပါရင်လည်းကျွန်တော်ကိုခွင့်ကိုပေးနိုင်လည်းကြပါလို့ပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် thank you for watching Sport and More Channel